စင်းမြင့်နည်းပညာတွေသုံးပြီးအိမ်အောင်ရေးဖောက်ပြန်မှုတွေကိုတရက်ခွင်အထိဆွဲထုတ်ပေးနေတဲ့ခေတ်သစ်ဆုံးတော့အဖွဲ့အိမ်အောင်ရေးဖောက်ပြန်မှုဆိုတာဘယ်ခေတ်ဘယ်နေရာမှာမဆိုကြားရက်စရာမကောင်းတဲ့ပြဿနာတစ်ခုပါဒါပေမဲ့ဒီလိုပြဿနာတွေကိုဖြေရှင်းဖို့တာမန်မျက်စိနဲ့နောက်ယောင်ခံလိုက်ရုံနဲ့မကပဲရုပ်ရှင်တွေကလို့ခေတ်မီနည်းပညာတွေကိုသုံးပြီးအသေးစိတ်ဖော်ထုတ်ပေးနေတဲ့ထိုင်းနိုင်ငံကအလွတ်တန်းဆုံးတော့အဖွဲ့တစ်ခုအကြောင်းကတော့လက်ရှိလူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာအတော်လေးကိုဟိုးလေးတကြောဖြစ်နေပါတယ်သူတို့ကတော့ TikTok နဲ့ Facebook တွေမှာသတင်းခဏခဏတက်လေးရှိတဲ့နာမည်ကြီး Boy the Detective ဆိုတဲ့စုံတော့အဖွဲ့ပဲဖြစ်ပါတယ်။တော်တော်များများကစုံတော့ Boy ဆိုတော့တယောက်တည်းသွားလာလှုပ်ရှားနေတယ်လို့ထင်တတ်ကြပါတယ်။တကယ်တမ်းမှာတော့နာမည်ရင်းကိုလုံခြုံရေးအရာထုတ်ဖော်လေးမရှိတဲ့ Convoy ဆိုသူကအဓိကဦးဆောင်ကုတ်ခဲ့ပြီးသူ့လက်အောက်မှာကျွမ်းကျင်တဲ့စုံတော့အဖွဲ့သားတွေနဲ့စနစ်တကျဖွဲ့စည်းထားတဲ့အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။တရားဝင်အားဖြင့် PR98 Service Company Limited လို့အမည်ရတဲ့ကုမ္ပဏီတစ်ခုအနေနဲ့ရပ်တည်နေတာပါ။သူတို့ရဲ့အဓိကအသက်မွေးဝမ်းကြောင်းကတော့လေမယားကြားတန်တရားရှိလို့တရားဝင်ဇနီးဒါမှမဟုတ်ခင်မွန်းကလာရောက်ငှားရမ်းတဲ့အိမ်အောင်ရေးဖောက်ပြန်မှုတွေကိုဖော်ထုတ်ပေးတာပဲဖြစ်ပါတယ်။သူတို့အဖွဲ့ဟာတာမန်ဓာတ်ပုံရိုက်ဗီဒီယိုရိုက်ရုံနဲ့မဟုတ်ပဲတရားရုံးမှာကွာရှင်းပြတ်ဆဲတာတွေရော်ကြီးတောင်းခံတာတွေပြုလုပ်တဲ့အခါလုံးဝငင်းဆန်လို့မရနိုင်မဲ့ခိုင်မာတဲ့သက်သေအထောက်အထားတွေရရှိအောင်ရှေ့နေဥပဒေပညာရှင်တွေနဲ့ပါတိုက်ရိုက်ချိတ်ဆက်ပြီး one stop service အနေနဲ့ဆောင်ရွက်ပေးနေတာကြောင့်လူသိများနာမည်ကြီးတာလည်းဖြစ်ပါတယ်။ဒီအဖွဲ့ရဲ့လှုပ်ရှားမှုတွေကတကယ်စုံတော့ဇလန်းနေလိုပါပဲ။ပြစ်မှတ်ကိုစောင့်ကြည့်ရမှာလူမရိပ်မိအောင်ကားဆိုင်ကယ်တွေနဲ့စုံတော့3-4ဦးလောက်ကအလှည့်ကျနောက်ယောင်ခံလိုက်ကြပါတယ်။ဒါအပြင်လျှို့ဝှက်ကင်မရာတွေညဘက်ကြည့်နိုင်တဲ့ night vision ကင်မရာတွေအဝေးကြည့်မှန်ပြောင်းတွေကားတွေကိုခြေရာခံဖို့ GPS tracker တွေနဲ့ drone တွေကိုပါကျွမ်းကျင်စွာအသုံးပြုကြပါတယ်။သူတို့ရဲ့အစွမ်းစားကိုသက်သေပြလိုက်တဲ့လက်တလောအပူနည်းဆုံးသတင်းတစ်ပုဒ်ကတော့ဩဂုတ်လ9ရက်နေ့မှာပဲထွက်ပေါ်လာခဲ့ပါတယ်။ဘန်ကောက်မြို့လယ်ကဇိမ်ကန်ကွန်ဒိုတစ်ခုမှာဇနီးတွေကသူ့စပင်မဟုတ်တဲ့စပင်ရှည်တွေကွန်ဒုံချောစီနဲ့အမျိုးသမီးအတွင်းခံတွေကိုတွေ့ရှိသွားရကနေအစိမ့်မြင့်အရာရှိခင်မွန်းတွေကိုတန်တရားဝင်ပြီးဘွားရဲ့အဖွဲ့ကိုငှားရမ်းခဲ့ပါတယ်။စုံနောက်အဖွဲ့ကကွန်ဒိုအတွင်းမှာကျိုးမဲ့လျှို့ဝှက်ကင်မရာတွေကိုတက်ဆင်စောင့်ကြည့်ခဲ့ရကနေအဆိုပါအရာရှိဟာဘန်ကောက်မှာတင်မကပဲအိမ်နီးချင်းလာအိုနိုင်ငံအထိပါမျိုးသမီးတဦးနဲ့တွားရောက်တွေ့ဆုံနေကြောင်းသိလိုက်ရပါတယ်။ဒီအတွက်စုံနောက်အဖွဲ့ဟာလာအိုနိုင်ငံအထိနေဆက်ဖြတ်ကျော်နောက်ယောင်ခံလိုက်ခဲ့ပြီးဇိမ်ကန်ဟိုတယ်တစ်ခုထဲလက်ချိတ်ဝင်သွားတဲ့ဗီဒီယိုနဲ့ထပ်ပုံတွေကိုအခိုင်အမာရယူကမရက်ကြီးဖြစ်သူထံတရားစွဲဆိုနိုင်မှုပေးအပ်နိုင်ခဲ့ပါတယ်။စုံတော့ဘွားရဲ့အဖွဲ့ဟာအခုမှနာမည်ကြီးလာတာတော့မဟုတ်ပါဘူး။ပြီးခဲ့တဲ့မေလလောက်ကလည်းထိုင်းဆိုရှယ်မီဒီယာတစ်ခုလုံးကို CSI ထက်တောင်ကျန်းသေးတယ်လို့မှတ်ချက်ပေးရလာအောင်ဖော်ထုတ်နိုင်ခဲ့တဲ့အမှုတစ်ခုရှိခဲ့ပါတယ်။ဇနီးဖြစ်သူကခင်မုန်းရဲ့အတွင်းခံဘောင်းမီကိုရှော့ဖို့ပေးရင်ပုံမှန်မဟုတ်တဲ့အနံ့ပြောင်းလဲနေတာကိုတန်တရားဝင်ပြီးငှားရမ်းခဲ့တာပါ။စုံတော့ဘွားကိုယ်တိုင်အဲ့ဒီအတွင်းခံကိုအသေးစိတ်အနံ့ခံစစ်ဆေးခဲ့ပြီးဒါဟာခင်မုန်းရဲ့အနံ့သက်သက်မဟုတ်ပဲတခြားအမျိုးသမီးတဦးရဲ့ရေမွေးနှံနဲ့ခန္ဓာကိုယ်အနံ့တွေရောနှောနေတယ်လို့အတည်ပြုပေးခဲ့ပါတယ်။အဲ့ဒီတဲလွန်စားကနေနောက်ယောင်ခံလိုက်ရင်ဖောက်ပြန်မှုကိုလက်ပူးလက်ချက်ဖမ်းမိခဲ့တာကြောင့်အွန်လိုင်းပေါ်မှာစုံတော့ဘွားရဲ့နှာခေါင်းကဆက်ထက်တောင်တိကျသေးတယ်ဆိုပြီးအကြီးကျယ်ဟိုးလေးတကြောဖြစ်ခဲ့ပါသေးတယ်။ဒီလိုထူးခြားတဲ့အမှုတွေအပြင်လူတို့ကိုဒေါသထွက်စေခဲ့တဲ့အမှုတွေလည်းရှိပါသေးတယ်။ဩဂုတ်လထဲမှာပဲမိသက်သမားဖခင်တဦးဟာ၄နှစ်အရွယ်သမီးလေးရဲ့မွေးနေ့ကိုအလုပ်ရှုပ်တယ်ဆိုတဲ့အကြောင်းပြချက်နဲ့ရှောင်လွှဲပြီးတခြားနာမည်ကြီးသူနာပြုအမျိုးသမီးတဦးနဲ့ဟိုတယ်သွားပျော်ပါနေတာကိုဘွားရဲ့အဖွဲ့က24နာရီပတ်လုံးစောင့်ကြည့်ဖော်ထုတ်ပေးခဲ့ပါတယ်။ဒါဟာအစိုးရဝန်ထမ်းနဲ့ကျန်းမာရေးဝန်ထမ်းတွေဖြစ်နေကြတဲ့အတွက်လူထုကြားမှာပြင်းပြင်းထန်ထန်ဝေဖန်ခံခဲ့ရပါတယ်။နောက်ထပ်ဇူလိုင်လအတွင်းကလည်းကျောင်းအုပ်ကြီးတဦးရဲ့ဇနီးကသူမနဲ့10နှစ်ကျော်ပေါင်းသင်းလာတဲ့တငယ်ချင်းအရင်ကခင်မုန်းကိုခိုးယူသွားတာကို GPS တွေသုံးပြီးဖော်ထုတ်ပေးခဲ့တယ်လို့လူပြတ်တဲ့လမ်းမေးကဗန်ကားတစ်စီးပေါ်မှာကာမကိစ္စပြုလုပ်နေတဲ့ဇုံတွဲကိုမှတ်တမ်းယူနိုင်ခဲ့တဲ့အမှုမှာလည်းအဲ့ဒီနေရာမှာနတ်ကွန်းတစ်ခုရဲ့ရှေ့တက်တဲ့ဖြစ်နေခဲ့ပါတယ်။ဒါကြောင့်တရားရုံးရောက်ရင်နတ်ကွန်းကိုပါမျက်မြင်သက်သေဖြစ်ခေါ်ထွက်ရမယ်လို့သတင်းစာရှင်းလင်းပွဲမှာနောက်ပြောင်ပြောဆိုခဲ့တာကြောင့်တနိုင်ငံလုံးပွဲကြခဲ့ရပူပါတယ်။အဲ့လိုအိမ်တော်ရေးပြဿနာတွေအတွက်စုံတော်ဘွိုင်းကတန်မိုးရှိတဲ့အကြံပြုချက်တချို့ကိုလည်းဝေမျှထားပါတယ်။အိမ်တော်ဘက်ဖောက်ပြန်နေတယ်လို့တန်တရားရှိလာရင်လျှို့ဝှက်ကင်မရာတွေကိုနာယီပလက်ပေါက်စတဲ့သတိမထားမိနိုင်တဲ့နေရာတွေမှာတက်ဆင်ဖို့အချိန်နဲ့တပြေးညီကြည့်နိုင်တဲ့ Wi-Fi စနစ်နဲ့လှုပ်ရှားမှုရှိရင်အချက်ပြတဲ့ motion detection စနစ်တွေကိုသုံးဖို့အကြံပေးထားပါတယ်။အရေးကြီးဆုံးကတော့အထောက်အထားတွေဖျက်ဆီးမခံရအောင် cloud ပေါ်ကိုတိုက်ရိုက်သိမ်းဆည်းဖို့နဲ့ကိုယ့်ဘက်ကအထောက်အထားခိုင်လုံတဲ့အထိပုံမှန်အတိုင်းပဲဟန်ဆောင်နေထိုင်ပြီးမှဥပဒေအရအရေးယူဖို့တတိပေးထားပါတယ်။အချုပ်အဖြစ်ပြောရရင်တော့ထိုင်းနိုင်ငံက Boy the Detective ဆိုတဲ့စုံတော့အဖွဲ့ဟာတာမန်ဖောက်ပြန်မှုတွေကိုလိုက်လံရှာဖွေပေးရုံသာမကပဲနည်းပညာအကူအညီနဲ့ဥပဒေအကာအကွယ်ကိုပါပေါင်းစပ်ပြီးနင်နာသူတွေအတွက်တရားမျှတမှုကိုအစွမ်းကုန်ရှာဖွေပေးနေတဲ့ခေတ်သစ်စုံတော့အဖွဲ့အစည်းတစ်ခုဖြစ်အခိုင်အမာရပ်တည်နေပြီပဲဖြစ်ပါတယ်ရှင်။